သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလပြည့်ကျော်14ရက်2010ဇူလိုင်လ10ရက်စနေနေ့ရန်ကုန်မြို့ဒေါ်လှခင်ကိုကျော်သိန်းဆေးဆိုင်မင်္ဂလာစေရွှန်ဖုံးရတနာရွှေဆိုင်မိသားစု၏နေအိမ်၌ဆင်ကျင်းပပြုလုပ်အပ်သောရန်ကုန်တိုင်းလှည်းကူးမြို့နယ်တာယာကုန်းကျေးရွာဝါကောက်ကျွန်းရပ်စိတ္တဒုက္ခသာသနာရိပ်သာအတွင်း၌သာသနာတော်အားလှူဒန်းပူဇော်အပ်သောတန်တိဒုက္ခဓမ္မယုံကျောင်းတော်ကြီးကျောင်းလွတ်ပူဇာမင်္ဂလာအောင်ပွဲအဖြစ်ဖြင့်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအဝိဇ္ဇာနှင့်ဝိဇ္ဇာအကြောင်းတရားဒေသနာတော်ဒီစကားလုံးလေးတွေကမြတ်စွာဘုရားကိုယ်တိုင်အသုံးပြုပြီးတော့ဟောကြားတဲ့စကားလုံးအရာထဲမှာလည်းဒီစကားလုံးလေးတွေကိုသုံးနေတယ်အဝိဇ္ဇာနဲ့ဝိဇ္ဇာသို့တော့အနှစ်သာရအားဖြင့်ကတော့တူမယ်မဟုတ်ဘူးပေါ့မြတ်စွာဘုရားသုံးတဲ့စကားလုံးရဲ့အနှစ်သာရအမြဲတမ်းမြင်မာတယ်အမြဲတမ်းလေးလက်တယ်ပေါ့နော်ခုဝိဇ္ဇာဆိုလို့ရှိရင်လည်းတူတူပဲလို့ထင်နေကြတယ်ပေါ့အဲတော့အဝိဇ္ဇာဆိုတာရယ်ဝိဇ္ဇာဆိုတာရယ်ဒီစကားလုံးနှစ်ခုပါဆန့်ကျင်တဲ့စကားလုံးနှစ်ခုဝိဇ္ဇာဆိုတာသမ္မာအားဖြင့်ပြောမယ်ဆိုရင်တော့အသိဉာဏ်ဆိုတာလည်းပဲအဆင့်ဆင့်ရှိသေးတယ်ဒီခုခေတ် education တွေမှာလည်းပဲဝိဇ္ဇာဆိုလို့ရှိရင်သူက arts ကိုဝိဇ္ဇာလို့ပြန်ကြတယ်ပေါ့နော်ဒါမှဝိဇ္ဇာဘာသာရပ်ဆိုပြီးတော့လောကီပညာရပ်တွေကိုလည်းဝိဇ္ဇာလို့သုံးပြီးတော့ပေါ်ပြနေကြတယ်အဲ့ဒီအဓိပ္ပာယ်တွေနဲ့တော့အမှန်တန်ထူးခြားတယ်လို့မတူဘူးဆိုတာလေးတော့မှတ်ထားပါအနုဆိုရင်ဝိဇ္ဇာဆိုရောနေတတ်တယ်နောက်တစ်ခါလောကီပညာတစ်မျိုးဖြစ်တဲ့မန္တရပေါ့မန္တရားတွေအတ္တပညာတွေနဲ့မောပညာအတ္တပညာအဲ့ဒါမျိုးတွေကိုလည်းဝိဇ္ဇာလို့ခေါ်သေးတယ်။ဒါမှဝိဇ္ဇာဒုဆိုတဲ့ဝိဇ္ဇာတရဆိုတဲ့စကားလုံးတွေပါသုံးတာရှိတယ်။အဲ့ဒီဝိဇ္ဇာဆိုတာရဲ့အဓိပ္ပာယ်နဲ့လည်းအမှန်တန်ခြားနားတယ်လို့မှတ်ထားပါ။စကားလုံးတူပြီပဲလို့အဓိပ္ပာယ်ခြားနားတယ်လို့အဲ့ဒါတွေနဲ့ရောထွေးမသွားစေဘူးပေါ့နော်။ဒီမြတ်စွာဘုရားဟောတဲ့ဝိဇ္ဇာဆိုတဲ့ပညာရအမှန်တန်မှအဆင့်တန်းမြင့်တယ်ဘယ်ခေတ်ဘယ်ခါကာလမှဘုရားမပွင့်ဘူးဆိုလို့ရှိရင်သိနိုင်တဲ့ပညာမဟုတ်ဘူးဘုရားပွင့်မှသိနိုင်တဲ့ပညာမျိုးဖြစ်လို့ဒီပညာကအမှန်တန်မှလေးနဲ့တဲ့ပညာတစ်ခုပေါ့နော်အလုံးကြားဖို့ကြလိမ့်မယ်ပုဒိအာဆိုတဲ့စကားလုံးပုဒိအာဆိုတာဝိဇ္ဇာ၃ပါးပဲဝိဇ္ဇာစရဏတမ္ပန္နောမှာပါတယ်ဝိဇ္ဇာ၃ပါးပုဒိအာဆိုတာပုဗ္ဗေနိဝါဒနုတ္တိဝိဇ္ဇာဒိဗ္ဗစက္ခုဝိဇ္ဇာအာတဝခေယဝိဇ္ဇာမြတ်စွာဘုရားအလောင်းတော်တရားဓမ္မကျင့်ကြံကြိုးကုပ်အထုတ်လိုက်တဲ့အခါအဲ့ဒီဝိဇ္ဇာဉာဏ်၃ပါးကိုမျက်မှောက်ပြုတယ်ရရှိတယ်မျက်မှောက်ပြုတယ်ဆိုတာကိုယ်တိုင်ရသွားတာပြောရသွားပြီတဲ့အခါမှာတချို့ကရတာအသုံးမချနိုင်တာရှိတယ်မြတ်စွာဘုရားကတော့အဲ့ဒီဝိဇ္ဇာဉာဏ်ကြီးတွေရထားပြီးတော့အသုံးချနိုင်တယ်ပေါ့အဲ့ဒီမှာပုဆိုတာပုဗ္ဗေနိဝါဒနုတ္တိပုဗ္ဗေနိဝါဒဆိုတာဘဝမှာနေခဲ့ဘူးဖြစ်ခဲ့ဘူးတဲ့အတိတ်ကအကြောင်းအရာတွေအားလုံးကိုသိချင်တဲ့တော့သိနိုင်တဲ့စွမ်းတတ္တိရှိတဲ့ပညာရပ်လို့ပြောတယ်အဲ့ဒီပညာရပ်ကလည်းပဲအမှန်တမ်းအစွမ်းတက်တဲ့ပညာရပ်ဘုန်းကြီးတို့တွေကကြည့်လေမနေ့ကအဖြစ်ပြက်တောင်အကုန်လုံးမှတ်မိတယ်မှမှတ်မိမှာပေါ့ဟိုအတိတ်ဘဝဆိုတာမျိုးကိုကြုံတော့ကြုံခဲ့တာပဲမနေ့ကမနေ့မိုးလင်းတဲ့အချိန်ကနေစပြီးတော့ဒီကနေ့ထိအောင်ပေါ့ကြုံခဲ့ဖြစ်ခဲ့ဘူးတာတွေကိုယ်တိုင်တွေ့ခဲ့တာတွေအများကြီးပဲပေါ့
သောအဲ့ဒါတွေပြန်စဉ်းစားလို့ရှိရင်တချို့ဟာတွေပျောက်ကုန်ရမရှိဘူးအသေးစိတ်မပြောနိုင်ဘူးဖြစ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကြီးကြတော့တတိတိရှင်နဲ့ရုပ်ပုံတော်တွေကြည့်ရတယ်လို့လွန်ခဲ့တဲ့ဘဝတွေကဖြစ်ပေါ်လာတဲ့ဟာတွေပြန်စဉ်းစားလိုက်လို့ရှိရင်အသေးစိတ်အကုန်ပြန်ပေါ်တယ်အကုန်လုံးသိနိုင်စွမ်းရှိတယ်နော်အဲ့တော့တဘဝလည်းမဟုတ်ဘူးတန်လျာမှာဘဝပေါင်းမြောင်များစွာကိုသိနိုင်တယ်အဲ့ဒါပုဗ္ဗေနိဝါဒနုတ္တိဝိဇ္ဇာလို့ခေါ်တယ်ဟိုမန္တရားအတ္တတွေဝိဇ္ဇာတို့တွေဆိုတာတွေနဲ့ဟာအမတ္တမချမ်းသာတယ်အမတ္တမချမ်းသာတယ်ခုခေတ်ပြောတဲ့ဝိဇ္ဇာဘွဲတို့မဟာဝိဇ္ဇာဘွဲတို့နဲ့လည်းအလွန်ချမ်းသာတယ်ဝိဇ္ဇာဘွဲဆိုတာသာဝဲလေးသတ်မှတ်ထားတဲ့အကြောင်းအရာလေးတွေကိုဖြေနိုင်ရင်ဝိဇ္ဇာဘွဲရတာပဲနောက်မဟာဝိဇ္ဇာဆိုတာလည်းကျမ်းလေးတင်ပြီးတဲ့အခါကျတော့ကိုသတ်မှတ်ထားတဲ့အဆင့်ကလေးရသွားရင်မဟာဝိဇ္ဇာဘွဲရတာအဲ့ဒီဝိဇ္ဇာတွေနဲ့လည်းအလွန်ချမ်းသာတယ်ပေါ့နော်မှန်ပါပါဗျာဒါကတကယ်သိတဲ့အသိဉာဏ်တစ်မျိုးပဲနော်နောက်တစ်ခုကဒိဗ္ဗစက္ခုဝိဇ္ဇာဒိဗ္ဗစက္ခုဝိဇ္ဇာဆိုတာသမာဓိစွမ်းအားတိုးမြင့်လာလို့ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အဆင့်ရောက်တဲ့အခါမှာလေ့ကျင့်ရတဲ့ဝိဇ္ဇာတစ်မျိုးတစ်ခုဇန်ရဲ့အကျိုးဟာအဘိညာဉ်ပဲခုနပုဗ္ဗေနိဝါဒနုတ္တိဉာဏ်လည်းပဲဒီတိုင်းပဲအဘိညာဉ်တစ်မျိုးပဲထူးခြားတဲ့အသိဉာဏ်ကြီးတွေယမယံခအဘိညာဉ်လို့လည်းခေါ်တယ်ပေါ့အဘိညာဆိုတာထူးထူးခြားခြားသိမှုဝိဇ္ဇာနဲ့အဘိညာတကယ်ကတော့တူတဲ့နေရာတူတယ်ပေါ့ဒီစကားလုံးပညာကိုဥတည်ပြောတာဒိဗ္ဗစက္ခုဆိုတာကြတော့တမ္မာမျက်စိရဲ့စွမ်းနိုင်ချက်ကအမတန်မှနည်းတယ်ပေါ့လူတွေဟာတမ္မာမျက်စိနဲ့မြင်နိုင်တဲ့အရာအမတန်မှနည်းတယ်မမြင်ရတဲ့ဟာတွေကိုယ်နာမှာအများကြီးရှိတယ်မမြင်ရတဲ့တ attva တွေဆိုကိုယ်နာမှာဥမာနတ်တွေပါတွေဆိုမမြင်ရဘူးကိုယ်နာမှာရှိတယ်မကောင်းဆိုးဝါးတွေဆိုမမြင်ရဘူးပေါ့ကိုယ်မျက်စိအောင်ရောက်နေတာတောင်မှပဲမမြင်နိုင်တာတွေအများကြီးရှိတယ်ပေါ့ဟောဒိဗ္ဗစက္ခုကြတော့အဲ့ဒါလူမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေတို့ဝေးလံတဲ့ဒေသကရှိတဲ့အရာတွေတို့တစ်စုံတစ်ခုခြားကွယ်ထားလို့မမြင်နိုင်တဲ့အရာတွေအဲ့ဒါတွေအလုံးကိုမြင်ခြင်းတယ်ဆိုပြီးတော့ဥလဲ့လိုက်တာနဲ့တကြိမ်နဲ့ကွက်ကွက်ကွင်းကွင်းအကုန်လုံးမြင်နိုင်စွမ်းရှိတယ်ဒါဒိဗ္ဗစက္ခုဟောအစင်းချင်းကအမတမကွာတယ်လို့ပြောနော်နောက်ဆုံးကအာတဝခေယဝိဇ္ဇာဆိုတာကြတော့အာတဝဆိုတာအလုံးသိတဲ့အတိုင်းကာမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝလို့အာတဝတရား၄ပါးရှိကိလေသာကိုရှင်းညွှန်းပြီးတော့ပြောတဲ့စကားအဲ့ဒီအာတဝတွေကုံဆုံးသွားတယ်ဆိုပါစို့အဝိဇ္ဇာဆိုတာမရှိဘူးလောဘဆိုတာမရှိဘူးဒိဋ္ဌိဆိုတာမရှိဘူးအဲ့ဒီကိလေသာတွေသူတို့ကိုဥတည်ပြောပြီးမဲ့လို့ကိလေသာအလုံးကုံဆုံးသွားကိလေသာတွေအလုံးအဆုံးသတ်လိုက်လို့စိတ်ဟာအမှန်တမ်းကြည်လင်နေကြည်လင်တော့ဉာဏ်ရဲ့အဟံတာအတားစီပါမရှိမျက်စိမှာတိမ်မရှိဘူးဆိုလို့ရှိရင်မြင်ကွင်းဟာအကုန်ကြည်လင်နေမျက်စိမှာတိမ်ကလေးဖုံးထားမယ်ဆိုလို့ရှိရင်ရှေ့ကပစ္စည်းဝတ္ထုရှိနေပြီလို့မမြင်ရဘူးပေါ့အဲ့တော့ကိလေသာတွေဆိုတာဘာနဲ့ဥပမာတူလို့ဆိုမျက်စိတွေကတိမ်လွှာလို့ပဲမထူးကာကွယ်အနှောင့်အယှက်ဖြစ်မြင်ကွင်းကိုဖုံးနေအဲ့ဒီကိလေသာတွေကိုရှင်းလိုက်တာနဲ့တပြိုင်နက်မြင်ကွင်းဟာကြည်လင်းလာအဲ့ဒီဝိဇ္ဇာမျိုးကြတော့သစ္စာ၄ပါးဆိုတာလည်းရှင်းရှင်းသိတယ်နိဗ္ဗာန်ဆိုတာကိုလည်းမြင်ရတယ်မျက်မှောက်ပြုနိုင်တယ်သဘာဝတရားတွေရဲ့အသေးစိတ်ပင်ပြင်လက္ခဏာတွေကိုလည်းမြင်နိုင်တယ်ဆိုတော့အဲ့ဒါအာတဝခေယဝိဇ္ဇာအဆင့်အမြင့်ဆုံးဖြစ်တဲ့အရဟတမေနဲ့အရဟတဖို့နဲ့ရှင်တွဲလာတဲ့အသိဉာဏ်ကိုပြောတာအဆင့်အမြင့်ဆုံးဟောအဲ့ဒီဝိဇ္ဇာ၃မျိုးကိုမြတ်စွာဘုရားရရှိခဲ့ဒါအဆင့်အမြင့်ဆုံးဝိဇ္ဇာနော်ခုခေတ်သုံးနေတဲ့ဝိဇ္ဇာတွေကဒီအဆင့်ကိုမရောက်ကြဘူးအမှန်တမ်းအလှမ်းกว่าတခြားစီပဲစကလုံးချင်းတူပေမဲ့လို့အနှစ်သာရချင်းအမှန်တန်กว่าခြားတယ်လို့ဒီလိုမှတ်ရမယ်ဒီဝိဇ္ဇာမှာလည်းပဲအစစ်အစစ်နောက်ကြတော့ခွဲပြီးတော့ပြောအဲ့ဒီဝိဇ္ဇာနဲ့အဝိဇ္ဇာနဲ့ဝိဇ္ဇာခုဝိဇ္ဇာကိုသဘောပေါက်ပြီဆိုလို့ရှိရင်အဝိဇ္ဇာကိုလည်းသဘောပေါက်စရာရှိဘာဖြစ်လို့လဲဆိုဝိဇ္ဇာရဲ့ဆန့်ကျင်တဲ့အဝိဇ္ဇာခ
ခုနသိတယ်ဒါကမသိဘူးဘာတွေသိတာတော့ဆိုခုနဟာနဲ့စัจ မဲ့ကိုပြောရမယ်ဆိုရင်အတိတ်ဘဝကိုရှင်းရှင်းလင်းလင်းကြီးသိတာပုဗ္ဗေနိဗ္ဗာန်သတိဝိဇ္ဇာအတိတ်ဘဝမပြောနဲ့ဒီဘဝတောင်မှပဲကိုငယ်ငယ်အကြောင်းအရာတောင်အကုန်ပြောမပြတတ်ဘူးမေ့ကုန်တာတွေကများတယ်လို့ဆိုဘုန်းကြီးတို့တွေမှာဝိဇ္ဇာများနေသလားအဝိဇ္ဇာများသလားလို့ဆိုဝိဇ္ဇာမရှိဘဲနဲ့အဝိဇ္ဇာတွေကြီးပဲလွှမ်းနေတယ်ဆိုတာထင်ရှားတာပေါ့မှန်ပါဗျာလောကအရာတဲမှာပြောတာတော့မသိလို့ဒီလူမသိရင်အဝိဇ္ဇာများတယ်လို့ပြောတာကို့မှာအဝိဇ္ဇာကတကယ်ကိုအမှောင်ကြီးကြာနေတာလေအတိတ်ဘဝကိုလက်မြော်ကြည့်လိုက်လို့ရှိရင်တကယ်မှောင်တူကြီးပဲဘာမှမမြင်ရတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါအဝိဇ္ဇာဆိုအဲ့ဒါအဝိဇ္ဇာဆိုတာအဲ့လိုမမြင်နိုင်တဲ့မောဟပြောနောက်တစ်ခါဒိဗ္ဗစက္ခုဆိုတာအနိနာကအရာပဲဖြစ်စေဝေးတဲ့အရာပဲဖြစ်စေဖုံးကွယ်နေတဲ့အရာပဲဖြစ်စေအဲ့ဒါကိုမြင်နိုင်စွမ်းမရှိဘူးဆိုရင်ဒိဗ္ဗစက္ခုရဲ့ဆန့်ကျင်မဲ့အဝိဇ္ဇာပဲဟောဒီအဝိဇ္ဇာဘက်ကလည်းအမှောင်ကြီးကြာနေတယ်ကိလေသာအာသဝတွေကုံနာကိုအာသဝခယဝိဇ္ဇာရတ္တမေရတ္တဖို့နိဗ္ဗာန်ကိုလည်းမြင်နိုင်တယ်ကိလေသာတွေအလုံးကိုလည်းဖယ်ရှင်းပြနိုင်တယ်ဉာဏ်ရဲ့အနှောင့်အယှက်ဖြစ်တဲ့ကိလေသာအညစ်အကြေးတစ်ခုမှမရှိဘူးဆိုတဲ့ဝိဇ္ဇာရဲ့ဆန့်ကျင်မဲ့ခြင်းအဝိဇ္ဇာကဲဘုန်းကြီးတို့တဏ္ဍာမှာဒီစကားနှစ်ခုကိုရှင်းကြည့်လိုက်လို့ရှိရင်ဝိဇ္ဇာမရှိဘူးအဝိဇ္ဇာတွေပဲလွှမ်းနေတယ်လို့ဒီလိုသဘောပေါက်ရမှာဝိဇ္ဇာညာမတမရှင်းမြင်တဲ့ဝိဇ္ဇာညာမရှိဘူးအဲ့တော့အဝိဇ္ဇာနဲ့ဝိဇ္ဇာအဝိဇ္ဇာဆိုတာမောဟမောဟဆိုတာအမှန်တရားကိုဖုံးကွယ်တယ်အမှန်တရားကိုမသိဘူးမလုပ်ရမယ်ဘာမလုပ်ရဘူးလုပ်တဲ့ကိစ္စမလုပ်တဲ့ကိစ္စခွဲခြားပြီးတော့မသိဘူးမသိတာတွေကြီးပဲအကုန်လုံးတရားဓမ္မနဲ့ပတ်သက်ပြီးမသိဘူးအဓိကသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့မသိဘူးခုနပြောတဲ့ပုဗ္ဗေနိဝါဒတို့ဒိဗ္ဗစက္ခုတို့အာသဝခယဆိုတာဒါဒီအသိဉာဏ်တွေကင်းမဲ့နေတယ်မသိဘူးဒါဟာအဝိဇ္ဇာတွေပဲပေါ့နော်မှန်ပါပါဗျာအဲ့ဒီအဝိဇ္ဇာဆိုရင်ဘာဖြစ်မလဲဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကြည့်လိုက်ရင်အဝိဇ္ဇာပစ္စယသင်္ခါရမသိလို့အမှောင်ထဲမှာလုံးမိလို့ရလုံးတယ်ကုသိုလ်လည်းလုံးမိခြင်းလုံးမိတယ်အကုသိုလ်လည်းလုံးမိခြင်းလုံးမိအကုသိုလ်လုံးမိရင်ကိုကျိုးနေပြီအပေကုန်မှာသွားဖြစ်ကြကုသိုလ်လုံးမိတဲ့အခါကျတော့ကောင်းရတုတိဘုံလေးရဘုန်းကြီးတို့တွေဟာဒီလုံးမိလို့ရလုံရင်ကနေပြီးတော့ကံကောင်းအကြောင်းသင့်လာလို့လူကုန်ရောက်လာတယ်လို့ပြောရမှာမှန်ပါပါဗျာဟိုကံကောင်းအကြောင်းမလှတဲ့ပုဂ္ဂိုလ်တွေလုံးမိလို့ရအကောင်းထင်ပြီးလုံးလိုက်လို့ဒုစရိုက်တွေလုံးမိသည့်အတွက်ကြောင့်အပင်ငယ်ကျသွားတာဒီအများကြီးဒါကြောင့်မို့လို့တိရစ္ဆာန်လောကနဲ့လူလောကနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်လူလောကရဲ့ population လူဦးရေအမှန်တမ်းနဲ့တိရစ္ဆာန် population တစ်ခုတိရစ္ဆာန်တစ်မျိုးရဲ့ population တောင်လူ population မမီဘူးနော်ဝက်စိတ်တွင်စာတောင်မရှိဘူးပေါ့ပြောမယ်ဆိုလို့ရှိရင်တန်း6000လူသားတွေဝက်စိတ်တွင်စာတောင်မရှိဘူးပေါ့နော်မှန်ပါဗျာအဲ့ဒါလို့တိရစ္ဆာန်လောကကြီးကအမှန်တမ်းကြီးမားနေတယ်ဆိုတော့အဝိဇ္ဇာများတာတွေကအမှန်တမ်းများနေတယ်ဒီလိုပြောမှန်ပါဗျာရေတွေကတတ္တဝါတွေဆိုကုန်းဒီတတ္တဝါတွေများတယ်ကုန်းဘဝတတ္တဝါတွေတဲ့ရေတွေကတတ္တဝါပင်လယ်ကြီးတွေကဘာမှဆိုလို့ရှိရင်ကုန်းပိုင်းနဲ့ရေပိုင်းကိုကြည့်လိုက်မယ်ဆိုရေပိုင်းကပိုကျယ်တယ်မှန်ပါပါဗျာအဲ့ရေထဲမှာဖြစ်ကြတဲ့တတ္တဝါတွေဟာလေတကယ်တော့အလုံးဟာအဝိဇ္ဇာတွေလွှမ်းနေကြတဲ့တတ္တဝါတွေကြီးအဲ့တော့အဝိဇ္ဇာရဲ့နယ်ကအမှန်တမ်းကျယ်ဝန်းတယ်ကံကောင်းလွန်အားကြည့်လို့ကုသိုလ်ကောင်းမှုတွေလုပ်လိုက်လို့အကြောင်းကံရဲ့ဆုံစည်းမှုကြောင့်လူဖြစ်နေပြန်တော့လေဒီအဝိဇ္ဇာလာဖုံးနေတာလက်ဖြစ်ပြန်တော့လည်းပဲအဝိဇ္ဇာကလာဖုံးတာနောက်ဆုံးမှာဗြဟ္မာဖြစ်ပြန်တော့လေအဝိဇ္ဇာရှိတယ်ကြည့်လေနတ်တွေကြဗြဟ္မာကြီးမှာဘလို့အဝိဇ္ဇာသွားရှိတော့ဆိုဘကဗြဟ္မာကြီးကမြတ်စွာဘုရားကအဲ့ဒီကိုကြွသွားတယ်ဘုရားလည်းမြင်လိုက်ရောသူကဘာလုပ်လဲဆိုသွားကတံဆိုတဲ့စကားကိုပြောလာပါကြိုးဆိုပါခုခေတ်လို့ဆို welcome ပေါ့ဘုရားမြင်လိုက်တာနဲ့သူကဝမ်းသာအားရကြိုးဆိုတယ်ကြိုးဆိုပြီးသူကပြောလို့ဆိုဒီဘုံဟာထာဝရဘုံမှာဘယ်တော့မှမသေးရဘူးဘယ်တော့မှမသေးရဘူးနေသဒုဝအစဉ်ထာဝရတည်မြဲတဲ့ဘုံဘယ်မှပြောင်းเสียမလိုတော့ဘူးလို့အဲ့ဒီမှာမြတ်စွာဘုရားမဟုတ်ဘူးမင်းမှားနေတယ်
ပြမကြီးမှားနေတယ်ဆိုတာအဲ့မှာတရားဟောတာနော်နေသထာဝရဆိုတာမဟုတ်ဘူးတဲ့အဲ့ဒါလို့ပြောတာမှားနေတယ်နေသထာဝရမဟုတ်ဘူးမင်းရဲ့တက်တန်းကဘလောက်ပဲရှိမယ်အဲ့ဒါဟိုဘက်ကျမင်းမရှိတော့ဘူးဟောဒီပတိုင်ကင်ကလည်းဘယ်တော့မှဒီလာခဲ့တာဘယ်ကနေလာခဲ့တာဆိုတာဘုရားထောက်ပြဘာကုသိုလ်တွေလုပ်ခဲ့လို့ဒီပုံရောက်လာတယ်အဲ့ဒီကနေဒီကုသိုလ်တွေကုန်လို့ဒီတက်တန်းကုန်ရင်ဘယ်သွားမှဆိုတာထိအောင်ဘုရားထောက်ပြဘသူကအဲ့ဒါတွေကိုမစင်စားမသိဘူးမသိသည့်အတွက်ကြောင့်သူ့ဘုံဟာနေသထာဝရဒီပုံရောက်လာလို့ရှိရင်ဘယ်တော့မှဟိုသိဆုံးမှာမဟုတ်အဲ့ဒါမျိုးကိုပဲတခြားဘာသာတွေမှာလည်းပဲ heaven ဆိုတဲ့ဟာအဲ့ဒါပြောအဲ့ဒါကိုပဲနေသထာဝရယူဆပြီးထာဝရဘုရားရဲ့ကောင်းကင်ဘုံကြီးဆိုပြီးတော့ပြောနေကြတယ်အစဉ်လာရပြောတာအဝေးကြီးသူတို့နော်သူတို့ပြောတဲ့ထာဝရဘုရားရဲ့အကြောင်းဘာမှမသိထာဝရဘုရားဆိုတာတကယ်ကတော့ဗြဟ္မာကြီးတွေကိုပြောတခြားဘာသာဝင်တွေရဲ့ဥတီချက်တွေဗြဟ္မာပဲအမှန်သို့တော့သူတို့လုပ်နေတဲ့လုပ်ရတွေကဗြဟ္မာပြည်ရောက်ဖို့လမ်းစဉ်တစ်ခုမှမရှိဘူးဘာဖြစ်လို့လဲအဝိဇ္ဇာတွေကဖုံးနေတာမြတ်စွာဘုရားကဗြဟ္မဏ်တွေကိုဟောတယ်မင်းတို့ဗြဟ္မာကိုမြင်ဘူးသလားလို့မမြင်ဘူးကဲမင်းတို့မမြင်ဘူးရင်မင်းတို့ဆရာတွေရောမြင်ဘူးလားမမြင်ဘူးဒါဖြင့်အဲ့ဒီဆရာတွေကရောမြင်ဘူးလားဆိုမမြင်ဘူးမမြင်ဘူးပဲနဲ့မင်းတို့ဗြဟ္မာအကြောင်းပြောနေတာဘာနဲ့တူလို့ဆိုလို့ရှိရင်မြက်ကန်းအစဉ်တန်းကြီးနဲ့တူတယ်ပေါ့ဆရာကလည်းအကန်းနောက်ကလိုက်တဲ့တပည့်တွေကလည်းအကန်းကရှေ့ဆောင်နေတာကိုအကန်းတွေကလိုက်နေတယ်လို့ပြောအဲ့လိုပြောအန္တဝိနုပမာမျက်မမြင်သူကန်းတို့ရဲ့အစဉ်တန်းကြီးပဲခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းမမြင်ဘူးနောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းမမြင်ဘူးဆိုဘယ်လိုလုပ်လမ်းဖြောင်းနိုင်ဥဆောင်တဲ့လူကမျက်စိမြင်တဲ့လူကဥဆောင်ရင်တော့ဖြောင်းကောင်းဖြောင်းမှာပေါ့ခုမျက်စိမြင်မမြင်တဲ့ပုဂ္ဂိုလ်ကရှေ့ကဥဆောင်နေတာဆိုတော့အကန်းရဲ့နောက်လိုက်တွေပဲဟောအားလုံးအဲ့ဒါလိုမြတ်စွာဘုရားကဟောဘူးလေပြီးတော့မြတ်စွာဘုရားအမိန့်ရှိတယ်ငါဟာတဲ့ဗြဟ္မာကိုလည်းမြင်ဘူးလေဘာကြောင့်ဗြဟ္မာပြည်ရောက်တယ်ဆိုတော့ဗြဟ္မာဖြစ်ကြောင်းကျင့်စဉ်ကိုလည်းငါသိတယ်ဘာကျင့်ရင်ရောက်နိုင်တယ်ဆိုတဲ့အကြောင်းတရားကိုလည်းငါသိတယ်သူတို့ရဲ့တက်တန်းတွေကိုလည်းသိနိုင်တယ်ဟောမြတ်စွာဘုရားအကုန်လုံးသိတာခြုံပြီးတော့အဲ့ဒါလိုသိတာဗြဟ္မာပြည်ဘာကြောင့်ရောက်တယ်ဆိုတာသိသည့်အတွက်ကြောင့်မြတ်စွာဘုရားဒီဗြဟ္မာပြည်ရောက်ခြင်းလို့ရှိရင်သမထချင့်စဉ်တစ်ခုကြာကြာနာနာချင်းပထမဇန်အဆင့်ရောက်ရင်ပထမဇန်ဗြဟ္မာဘုံရောက်တယ်ဒုတိယအဆင့်ဇန်ဆိုရင်ဒုတိယဇန်ဗြဟ္မာဘုံရောက်တယ်တတိယဇန်အဆင့်ဆိုရင်တတိယဇန်ဗြဟ္မာဘုံသုဒ္ဓဇန်ပိစဝဇန်ဆိုသုဒ္ဓဇန်ပိစဝဇန်အဆင့်နဲ့ရောက်တယ်ဆိုကျင့်စဉ်နဲ့တကွာမြတ်စွာဘုရားဟောဒီကျင့်လို့ရှိရင်ဒီကုသိုလ်ကံဒီကိုအကျိုးပေးတယ်ဇနေတိသတိတံပါကံဆိုတဲ့စကားအဲ့ဒီဟာပြောဒီအဆင့်ရောက်ရင်ဒီဘုံကိုရောက်မှသိကြတယ်ဒါလုံးဝမလွဲနိုင်ဘူးသူ့အဆင့်နဲ့သူသတ်မှတ်ထားတယ်လို့ဆိုအဲ့ဒီကျင့်စဉ်နဲ့တကွာမြတ်စွာဘုရားဟောတာဆိုအမှန်တမ်းတိကျတယ်အမှန်တမ်းတိကျကြည့်အဝိဇ္ဇာနဲ့ဝိဇ္ဇာအမှန်တမ်းပွားတယ်မသိတဲ့ပုဂ္ဂိုလ်တွေကရမ်းလို့တယ်လေကောင်းကင်ဘုံသွားခြင်းလို့ထာဝရဘုရားကြီးကိုထိုင်ပြီးတော့ဆုတောင်းလို့အမည်နာမတော်တွေထုတ်ဖော်ပြီးတော့ပိုးကွယ်နေကြတယ်ကဘာမှာတန်ပေါင်းများစွာသောလူတွေဟာနော်အဆောက်အဦကြီးတွေဆောက်ပြီးတော့ကြည်သေချာစဉ်းစားကြည့်အဆောက်အဦကြီးတွေဆောက်ပြီးတော့ထာဝရဘုရားရဲ့အမည်နာမတော်ဆိုပြီးတော့ရွတ်ဆိုနေကြတယ်ကောင်းကင်ဘုံကြီးသူတို့ရောက်လိမ့်မယ်လို့ထင်တယ်ဘုရားတရားတော်နဲ့ကြည့်မယ်ဆိုဘယ်တော့မှမရောက်နိုင်လုံနေတာတွေတခြားစီဖြစ်ရောက်ချင်ဇန်အကျင့်ချင်းသမထအကျင့်ချင်းသမာဓိဘုရားတရားတော်နဲ့ကြည့်လိုက်မယ်ဆိုရင်ထိုင်းဆူတောင်းနေဘုရားဟောတယ်မင်းတို့ထိုင်းဆောင်ဆူတောင်းနေလို့တော့ဘာမှဖြစ်ဘူးလေဟုတ်တယ်လက်တွေ့ဘုရားပြောပြတယ်လက်တွေ့ဘုရားပြောပြတယ်အေးကိုကမြစ်တစ်ဖက်မှာထိုင်းနေပြီးတော့ဟိုဘက်ကန်းကိုသွားခြင်းတယ်ဟိုဘက်ကန်းကိုသွားခြင်းလို့ရှိရင်ထိုင်ပြီးတော့ဆူတောင်းတာဟိုဘက်ကန်းကြီးဒီဘက်ကန်းကိုလာခဲ့ပါကျုပ်ဟိုဘက်ကန်းကိုသွားခြင်းတယ်ရောက်ပြရစီလို့ထိုင်းဆူတောင်းနေတစ်သက်လုံးဆူတောင်းနေဟိုဘက်ကန်းမရောက်ဘူးတဲ့အဲ့ဒါလိုပဲထာဝရကောင်းကင်ဘုံကြီးကိုရောက်ချင်လို့ထိုင်းဆူတောင်းနေဘယ်တော့မှမရောက်ဘူးဘာလုပ်ရမလဲရောက်နိုင်တဲ့နီလန်လုပ်ရမယ်အဲ့တော့ဟိုဘက်ကန်းရောက်ချင်ဘာလုပ်အောင်လှေရှာသွားပေါ့ဟိုဘက်
လေးမရှိဖောင်ပေါ့ဘာမှမရှိဘူးဆိုလက်ပစ်ကူပေါ့ဒါပဲရှိတယ်အဲ့ဒါကရောက်နိုင်တဲ့နီလန်းဆိုတာသိချတယ်အထိုင်းဆူတောင်းနေလို့တော့ဘာမှဖြစ်မလာဘူးလို့မြတ်စွာဘုရားတကယ်လက်တွေ့ကြတယ်ဘုရားဟောတဲ့တရားလေမှန်ပါဗျာအဲ့ဒီတိုင်းပဲသုတ်တန်နေမှာအဲ့လိုဟောတယ်လူထိုင်းဆူတောင်းနေလို့ဘာမှမရဘူးထိုင်းဆူတောင်းနေလို့ရမယ်ဆိုရင်လူတွေဟာတယောက်တယောက်ဘာမှဟိုညံ့ညံ့မှာမဟုတ်ဘူးလူတိုင်းကဆူတောင်းတတ်တာကြီးပဲလေမှန်ပါဗျာအကောင်းဆိုတောင်းတတ်တာကြီးအဲ့တော့တောင်းတိုင်းရမယ်ဆိုရင်တော့လူတွေကတဦးနဲ့တဦးဒီနှိမ့်ကြတာတောင်မရှိနိုင်တော့ဘူးဘောတဲ့အေးအဲ့ဒါဟာဒါဝိဇ္ဇာနဲ့အဝိဇ္ဇာရဲ့ခြားနာချက်ကအဲ့လိုရှိနော်မြတ်စွာဘုရားကဒါဣတိယပါဠိတော်လေးမှာဝိဇ္ဇာတုတ်ဆိုပြီးဟောထားတဲ့စကားလေးကိုဘုန်းကြီးဓမ္မလက်ဆောင်အနေနဲ့ရှင်းပြမြတ်စွာဘုရားဟောတဲ့တရားတော်လေးတူတူလေးပဲတရားဘာဟောလဲလို့ဆိုရင်အဝိဇ္ဇာဘိက္ခဝေပုပ္ပိံကမအကုသလနံဓမ္မနံသမပတ္တိယအကုသိုလ်တရားတွေဖြစ်ပေါ်ဖို့ရရှိဖို့အတွက်အဝိဇ္ဇာတရားဟာရှိပြေးပြီခေါင်းဆောင်ပဲဟောအဝိဇ္ဇာရှိနေရင်အကုသိုလ်ဖြစ်မှာသေချာတယ်လို့ပြောတာနော်အဝိဇ္ဇာရှိနေပြီဆိုရင်အကုသိုလ်ဖြစ်မှာပဲအကုသိုလ်ဖြစ်မှုတွေအားလုံးရဲ့ရှေ့ခေါင်းဆောင်ဟာအဝိဇ္ဇာပဲဒါအမြဲတမ်းထင်ရှားတဲ့စကားလေးတစ်ခုအဝိဇ္ဇာဘိက္ခဝေပုပ္ပိံကမအကုသလနံဓမ္မနံသမပတ္တိအကုသလနံဓမ္မနံသမပတ္တိယအကုသိုလ်တရားတွေဖြစ်ပေါ်လာဖို့အတွက်အဝိဇ္ဇာအမှန်မသိမှုဆိုတဲ့မောဟအဝိဇ္ဇာတရားပုပ္ပိံကမရှေ့သွားခေါင်းဆောင်နေသူပေါ်လာရင်နောက်ကအကုသိုလ်တွေတည်ကြည့်လိုက်ရမယ်လို့ပြောတာနော်မှန်ပါပါသူဖြစ်တာနဲ့တပြိုင်နက်အဝိဇ္ဇာဖြစ်တာနဲ့တပြိုင်နက်အကုသိုလ်တွေလိုက်ဒါဖြင့်အကုသိုလ်တွေထဲမှာအဓိကဘာတွေပါလာသေးလဲဆိုမြတ်စွာဘုရားအနွတွေဝအဟိရိကံအနုတ္တပံဒုစရိုက်အကုသိုလ်တွေကိုမရှက်ချင်းမကြောက်ချင်းဆိုတဲ့အဟိရိကအနုတ္တပံသဘောတွေလည်းအတူတကွပါလာမှာအကုသိုလ်ဖြစ်ပြီဆိုလို့ရှိရင်ထိုအကုသိုလ်ပေါ်မှာမရှက်ချင်းမကြောက်ချင်းဆိုတဲ့သဘာဝတရားတွေလိုက်လာမြတ်စွာဘုရားအဝိဇ္ဇာနဲ့ပတ်သက်ပြီးဒီလောက်လေးတွေဟောတာနော်ကဲဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ဟောပုံလေးကိုဝိဇ္ဇာခောပနဘိက္ခဝေပုပ္ပိံကမကုသလနံဓမ္မနံသမပတ္တိအနွဒေဝဟိရိပတ္တပံဆိုလိုတာကကုသိုလ်တရားတွေဖြစ်ပေါ်ဖို့ရအတွက်ကြတော့ဝိဇ္ဇာကရှေ့သွားခေါင်းဆောင်ဖြစ်တယ်အတူတဝပါလာမှာတော့အကုသိုလ်တွေကိုရှက်တတ်တဲ့ဟိရိအကုသိုလ်တွေကိုကြောက်တတ်တဲ့ဥတ္တပံအတူတဝပါလာမှာအဲ့တော့အရေးကြီးဆုံးကဒီဒေသနာတော်မှာအဝိဇ္ဇာကိုဖယ်ရှားပြီးတော့ဝိဇ္ဇာတရားဖြစ်ပွားအောင်ကြိုးစားရမယ်လို့ဒီလိုပြောလို့အဝိဇ္ဇာကိုမဖယ်ရှားနိုင်သေးတဲ့များအကုသိုလ်ကလာနေမှာပဲအကုသိုလ်လာနေတာနဲ့တပြိုင်နက်အဟိရိကအနုတ္တပတွေလည်းပါလာမှာပဲအဝိဇ္ဇာကိုဖယ်ရှားလို့ဝိဇ္ဇာအသိဉာဏ်တွေမိမိတဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်တော့ကုသိုလ်တရားတွေဖြစ်လာမှာပဲကုသိုလ်တရားတွေနဲ့အတူတကွဟိရိဥတ္တပဆိုတဲ့လောကပါဠတရားတွေဟာလည်းကိုယ်နဲ့ထပ်တူမကွာပါလာမှာပဲလို့ဒီသဘောဒီဟာကိုမြတ်စွာဘုရားဟောဒါမြတ်စွာဘုရားဟောတဲ့မူရင်းကဒီတိုင်းလေးဟောတယ်မှန်ပါပါဗျာကဲဘုန်းတို့နည်းနည်းလောက်ချဲ့ပြီးတော့ကြည့်အဝိဇ္ဇာဘိက္ခဝေပုပ္ပိံကမအကုသလနံဓမ္မနံသမပတ္တိယအနွဒေဝအဟိရိကအနုတ္တပံဆိုစကားနဲ့ပတ်သက်ပြီးနည်းနည်းချဲ့ပြီးတော့ကြည့်မယ်ဆိုအဝိဇ္ဇာဆိုတာမသိဘူးဆိုတာဘာမသိတာလဲလူနာမည်မသိတာလားရက်ွက်မသိတာလားသူ့ရဲ့မျိုးစားတွေမသိတာလားမသိတာတွေကအများကြီးပဲเนาะဒီတစ်ချင်းမသိမှုတွေကအရေးမပါအရေးပါတယ်မသိမှုကဘာလို့ဘာလှုပ်တဲ့တယ်လဲဘာမလှုပ်တဲ့ဘယ်အရာဒီလှုပ်ထိုက်တဲ့အရာနဲ့ဘယ်အရာဒီမလှုပ်ကောင်းတဲ့အရာလဲဆိုတာသိဖို့အခြေခံ
အဲ့ဒါမသိဘူးဆိုရင်အဝိဇ္ဇာနော်ဝိဇ္ဇာနဲ့အဝိဇ္ဇာတွဲပြီးတော့ပြောရမယ်အခြေခံအစပြောမယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိခြင်းဒီဝိဇ္ဇာခွဲခြားမသိလို့ရှိရင်အဝိဇ္ဇာဟောလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲမလှုပ်တဲ့နာဆိုရင်ရှောင်တယ်လှုပ်တဲ့နာဆိုရင်မလှုပ်တယ်ဟောဒီလိုဖြစ်လာအကယ်၍မသိဘူးဆိုရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်တယ်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်ကြတဲ့ကမလှုပ်တဲ့နာတွေသူလှုပ်တော့မယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်ကြတဲ့ကသူလှုပ်တဲ့နာမလှုပ်ဖဲနေတော့မယ်အဲ့ဒီကလေးကသူအကျိုးဆုပ်ယုတ်ကုန်ပြီပေါ့ဖြစ်ပေါ်လာမဲ့အကျိုးတရားမကောင်းတဲ့အကျိုးတရားတွေလာအဲ့တော့မလှုပ်တဲ့နာလှုပ်ခြင်းဖြင့်အကုသိုလ်တရားတွေတက်လာပြီလေနောက်ကမလှုပ်တဲ့နာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိသည့်အတွက်ကြောင့်ဆိုတော့ဒါချုံးကုန်ပြောတာလှုပ်တဲ့နာမလှုပ်တဲ့နာဆိုတွေးတဲ့နာနဲ့မတွေးတဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာဟောချက်ပြီးတော့ချက်မတွေးတဲ့နာကိုတွေးပြီးမယ်တွေးတဲ့နာတွေကိုမတွေးဘူးမတွေးတဲ့နာကိုတွေးတဲ့နယ်လို့ထင်ပြီးတယ်တွေးတဲ့နာကိုမတွေးတဲ့ဘူးလို့ထင်တယ်အဝိဇ္ဇာရဲ့သဘောတရားအဲ့တော့မတွေးတဲ့နာကိုတွေးတဲ့နယ်လို့ထင်ပြီးတော့တွေးနေတယ်တွေးသည့်အတွက်ကြောင့်အကုသိုလ်တွေနောက်ကလိုက်လာဆိုတော့ကာမဂုဏ်အာယုံကိုခံစားဖို့ဆိုတဲ့အတွေးတစ်ခုပါအပြစ်မကင်းတဲ့အတွေ့တစ်ခုသို့တော်လည်းအေးဒါတွေးလို့ဘာဖြစ်ဘူးလောကဥပဒေရလည်းအေးအေးယူမခံရဘူးကိုယ်စိတ်ပျော်လို့ကိုတွေးတယ်ပေါ့ကာမဝိတက်ကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတွေးတယ်အဲ့ဒါကိုလူတိုင်းကြည့်အပြစ်မရှိဘူးလို့ပဲထင်တယ်နတ္ထိကာမေတုဒေါသောကာမဂုဏ်တွေခံစားရတယ်ဆိုတာလူသဘာဝပဲ human nature ပဲဘာမှဖြစ်ဘူးနဲ့ဒီလိုထင်လိုက်တာကဒါမလုပ်တဲ့နာကိုမတွေးတဲ့နာကိုတွေးတဲ့နယ်လို့ယူဆတဲ့အယူဆအဝိဇ္ဇာကြောင့်မလို့ဖြစ်တာအဲ့ဒါလို့ဖြစ်ပြီးတော့တွေးတယ်တွေးတဲ့အခါကျတော့မှားမှန်ရင်းနေဘာဖြစ်လာလဲဆိုနော်အဲ့ဒီအတွေးပေါ်မှာအကြောင်းပြုပြီးတော့အကုသိုလ်တွေဆက်တိုက်ဝင်လာအကုသိုလ်တွေဝင်လာဘာဖြစ်လို့လဲဆိုအဝိဇ္ဇာရှိနေသည့်အတွက်ကြောင့်မတွေးတဲ့နာတွေတွေးရင်းကနေပြီးတော့လောဘဖြစ်ရှာရှိရင်ဖြစ်လာမယ်ဒေါသဖြစ်ရှာရှိရင်ဖြစ်လာမယ်မာနတွေဖြစ်လာမယ်အိတ်တာတွေဇက်တိုက်ကြည့်အကုသိုလ်တွေလိုက်ဖြစ်လာတဲ့ဆိုကြတဲ့ဓာရီပေါ်မှာစိတ်ကခြေနှက်နေသည့်အတွက်ကြောင့်အဟိရိကဒီအကုသိုလ်တွေကိုကြောက်ရမှလန့်ရမှမသိလို့အဟိရိအနုတ္တဟောဇက်တိုက်ပါလားနော်အကုသိုလ်ကိုကြောက်မှကိုမသိဘူးတရားလူသဘာဝပဲတွေးတာပဲတွေးမယ်စိတ်ကူးရင်ပဲဟောဒါတွေဝင်လာတယ်အဲ့ဒါကလူမသိဘူးထားနောက်တစ်ခုအတွေးတစ်ခုရှိသေးတယ်နော်မတွေးတဲ့အတွေးရပါတော့ဒီလူဒုက္ခရောက်သွားပါစေဒီလူမဖြစ်ပါစေညာဖြစ်ပါစေကိုမုန်းတဲ့ပုဂ္ဂိုလ်ပေါ်မှာသွားတွေးလိုက်လို့ရှိရင်ဗျာပါဒဝိတက်ကလို့ခေါ်တယ်တခါလူတယောက်ကိုတတ်ဖို့ပြတ်ဖို့ညှင်းဆဲဖို့တွေးလိုက်လို့ရှိရင်ဝိဟိတဝိတက်ကလို့ခေါ်တယ်အဲ့ဒီအတွေးတွေကိုသွားတွေးလို့ရှိရင်လည်းအကုသိုလ်တွေဆက်တိုက်ဝင်လာအဲ့တော့မတွေးတဲ့နာကိုငါတွေးနေတာမတွေးတဲ့နာပါလားလို့မသိတာအဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကြောင့်မတွေးတဲ့နာတွေကိုတွေးတဲ့နယ်ထင်ပြီးတွေးနေသည့်အတွက်ကြောင့်အကုသိုလ်တွေနောက်ကဆက်တိုက်လိုက်လာတယ်အကုသိုလ်တွေဖြစ်နေပြီဒါတွေးမှုနဲ့ပတ်သက်တာပြောမှုနဲ့ပတ်သက်လာပြီးတော့လေမပြောတဲ့နာနဲ့ပြောတဲ့နာမပြောတဲ့နာကိုပြောတဲ့နယ်ထင်တယ်ပြောတဲ့နာကြတော့မပြောတဲ့ဘူးထင်တယ်နမူနာတစ်ခုပြောကြပါစို့လူတွေကအဲ့တော့မူသားမပါလင်္ကာမချောဆိုပြီးတော့နည်းနည်းလေးလိန်ပြောလိုက်ရမှပြည့်ပြည့်တယ်ဆိုပြီးတော့နည်းနည်းလေးလိန်ပြောလိုက်တယ်တစ်ဖက်သားကိုထိခိုက်နေတာပါကိုလိန်လိုက်တာတစ်ဖက်သားကိုထိခိုက်နေတာပြည့်ရှိပါနော်မှန်ပါပါဗျာမူတဝါဒဆိုတာဟာဟိုမမှန်မကန်ပြောတာကိုမူတဝါဒခေါ်တာပဲသို့တော့တစ်ဖက်သားကိုထိခိုက်တဲ့အပေါ်မှာအတိုင်းအတာတစ်ခုယူရတယ်ကိုမူသားပြောလိုက်လို့တစ်ဖက်သားမှာဘလောက်နစ်နာသွားတယ်ဆိုတဲ့ပုံမှာအပြစ်ကိုယူရတယ်ရုံးပြင်ကနာတက်ပြီးတော့ဟုတ်လားမဟုတ်တန်တရားဒီလူမပိုင်တဲ့ပစ္စည်းကိုပိုင်ပါတယ်သူတက်သိရှိပါတယ်လို့ပြောရင်ဟိုတစ်ဖက်သားမှာဒါထိခိုက်သွားတယ်ဟောအဲ့ဒီဘုဒ္ဓဝါဒမျိုးကြတော့တစ်ဖက်ကိုထိခိုက်နေတာရှိတယ်မ
မှုသား50ထဲမှာဇီတိယမင်းကြီးမူသားပြောတယ်ဆိုတာအသက်မှန်ကတော့သူတို့ရဲ့ထုံးတမ်းစင်လာရသူကအကြီးနဲ့အငယ်2ယောက်ရှိယာရုပေးတဲ့အခါအစင်းတိုင်းပေးရဂျူနီယာစီနီယာဂျူနီယာအဲ့ဒီတိုင်းပေးရမှာဘယင်းကြီးကသူကဘက်လိုက်ပြီးတော့အငယ်ကိုအကြီးကိုအငယ်လို့ပြောတယ်နော်ယာရုပေးဖို့ရအတွက်အကြီးကိုတော့အငယ်လို့ပြောလိုက်တယ်သူသိတယ်မူသားပြောတယ်ဆိုတာအဲ့ဒါနော်အကြီးကိုအငယ်လို့ပြောလိုက်တယ်အငယ်ကိုအကြီးပါလို့ပြောတယ်အဲ့တော့အကြီးကသူရရမယ့်ယာရုစည်းစိမ်တွေလက်လွတ်ဆုံးရှုံးသွားတယ်ဆိုတော့သူ့မှာနစ်နာသွားသူ့အကျိုးစီးပွားတွေပျက်စီးသွားဟိုတစ်ဖက်သားကတော့ကောင်းစားခြင်းကောင်းတာမဟုတ်ဒီဘက်တစ်ဖက်သားအကျိုးစီးပွားတွေနစ်နာသွားတယ်အဲ့ဒီနစ်နာသွားတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းအတာညာထိုခေတ်ကမူသားဆိုတာလောကလူတွေအမတန်စင်ကြဲနေတဲ့အချိန်ကြီးစေတိယမင်းကြီးကမြေမျိုးတာအဲ့ဒါကြောင့်မြေမျိုးမူသားပြောလို့မြေမျိုးတယ်ဆိုခုခေတ်တော့ဘာလို့မမျိုးတော့ဆိုတော့လက်နီးစုပ်ဆိုတော့တိတ်ပြီးတော့မဲစရာမှမရှိတော့တာဟုတ်နော်လက်နီးစုပ်ဖြစ်နေပြီဆိုတော့ဟိုတုန်းကတော့ပိတ်လေးလို့ဖြူဖွေးစွန့်နေတဲ့အချိန်မှာအမဲဆက်ကလေးတစ်ဆက်ကြာထင်ရှားတယ်ခုခေတ်ကျတော့အဲ့ဒါလက်နီးစုပ်လို့ဖြစ်နေပြီသူပြောကုန်ပြောဖြစ်နေကြတာဟုတ်အဲ့ဒါကြောင့်မလို့မြေကလည်းမမျိုးတော့မမျိုးတော့မျိုးရင်လည်းသူဆန့်မှာမဟုတ်တော့ဘူးအဲ့တော့တချို့ကလည်းကြံကြံမှန်တွေးတယ်ခုခေတ်လိမ့်တာဘာလို့မမျိုးသူတိုင်းတာတစ်ခုရှိသေးတယ်မူသားပြောလို့ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်ရဲ့ကိုချင်းတရားပေါ်မှာလည်းမူတည်စေတိယမင်းကြီးမူသားပြောတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်စင်ကြီးတကယ်သူတော်စင်ကြီးဆံရရဲ့သိအရှိလို့ပါအဲ့ဒီသူတော်စင်ကြီးနစ်နာအောင်လုပ်တာသူကအဲ့တော့ဆိုပါစို့ဒါဘယ်လိုအဓိပ္ပာယ်ရှိလို့ဆိုဟိုဘွားမုံကြီးကိုခေါင်းနဲ့တိုက်ရင်တော့သိမနာဘူးပေါ့မနာဘူးရှုံ့ပြောဘောလုံးလိုဟာမျိုးခေါင်းနဲ့သွားတိုက်မနာဘူးအုံနိုင်ရန်ကြောက်နိုင်ရန်ကြီးတိုက်နာတာပေါ့အဲ့ဒါလိုပဲဟိုကိုရဲ့ဥတည်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းပေါ်မှာဒီကခံရတာရှိတယ်အဲ့တော့အဝိဇ္ဇာဆိုတာအဲ့ဒါမျိုးဒါကြောင့်အကုသိုလ်တွေစက်တိုက်လိုက်ရတယ်မပြောသင့်တာကိုပြောတယ်ပြောသင့်တာကိုမပြောသင့်ဘူးလို့ထင်တယ်ပြောသင့်တာကိုမပြောသင့်ဘူးလို့ထင်လို့ရှိရင်ရရှိလာတဲ့အကျိုးတရားတွေကဆုံးရှုံးနေတာပေါ့နောက်တစ်ခုကမလုံးသင့်တာနဲ့မလုံးသင့်တာအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်ကမလုံးသင့်တာကိုလုံးသင့်တယ်လို့ထင်တယ်လုံးသင့်တာကြတော့မလုံးသင့်ဘူးလို့ထင်တယ်အဲ့ဒီလိုထင်သည့်အတွက်ကြောင့်မလုံးသင့်တာတွေကိုလုံးတယ်လုံးသင့်တာကြတော့မလုံးဘဲနေတယ်ဆိုပါစို့မိဘကိုပြုစုဆောင်ရှောက်ရမယ်ဆိုရင်လုံးသင့်တာကြဟို material list သမားတွေလို့ရုပ်ဝါဒီသမားတွေလို့မိဘသူ့အတူမွေးလာကိုယ်ကံနဲ့ကိုယ်လူဖြစ်တယ်ဘာဂရုစိုက်စရာမလိုဘူးဆိုရင်မိဘကိုပြုစုရမယ်အောင်လုံးသင့်တာကြတော့မလုံးသင့်ဘူးလို့ထင်ကြတယ်နော်မလုံးသင့်တာတွေကြတော့လုံးသင့်တယ်လို့ထင်ကြတယ်ဒီတတ္တဝါဆိုတာဘုရားသခင်ကဖန်ဆင်းပေးထားတာလူတွေစားဖို့မိုးကြောပေးပြီးသွားတဲ့တတ္တဝါတွေအကုန်စားကောင်းတယ်ဆိုပြီးတော့နော်ချမ်းချမ်းဖမ်းမှာအဲ့တော့ तू ခါကုန်းသွားရင်လည်းမိုးကြောပေးမှာပဲအဲ့ဒါလို့ချမ်းချမ်းဖမ်းပြောပြီးတော့ဒီတတ္တဝါတွေကိုတတ်ကောင်းတယ်လို့ယူဆပြီးတော့လုံနေတဲ့ပုဂ္ဂိုလ်တွေကဘာမှတမ်းမောင်းများစွာရှိတယ်အဲ့ဒီအဝိဇ္ဇာရဲ့လွှမ်းမိုးခြင်းဘလောက်ကြီးကျယ်ကိုတယောက်တည်းအနေနဲ့မကြည့်နော်ကဘာတစ်ခုလုံးကိုလွှမ်းမိုးပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောမလုံးတဲ့နာကိုလုံးတဲ့တယ်လို့ယူဆပြီးလုပ်နေကြလဲလိပြီးရင်စားကောင်းတယ်ဆိုပြီးတော့လဲလိနေတဲ့လူတွေလည်းအများကြီးရှိတယ်လေကဘာမှာအများကြီးပဲရှိတယ်လဲလိတဲ့အုပ်စုကလည်းနဲတာမဟုတ်ဘူးနော်လဲလိလို့ရှိရင်ဘုရားသခင်ကကြွေးလို့စားကောင်းတယ်ဒါတွေကမလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်နေတာလေမှားရတဲ့အမြင်ကြီးဘလောက်ကြောက်စရာကောင်းနော်အခုဘဝလေးဘုန်းကြီးတို့ကံကောင်းလို့ဒီသာသနာတော်ထွန်းကားတဲ့နေရာဒေသလည်းဖြစ်တယ်တရားဓမ္မလည်းလိလာလိုက်စားခွင့်နာယူခွင့်တွေရနေတဲ့ကြောင့်ဒါကမလုံးသင့်ဘူးဒါလုံးသင့်တယ်လို့သိတာတခြားအတိုင်းပိုင်းနဲ့လုံးရင်ကိုယ်လည်းလုံးသင့်တာမလုံးသင့်တာသိချင်မှသိမှာအဲ့ဒါကြောင့်မို့လို့အခုလိုဂျုံခိုက်မှာ
အမှန်တရားကိုယ်စိတ်ထဲမှာခိုင်ခိုင်မြဲမြဲဖြစ်အောင်ကြိုးစားဖို့လိုတယ်ဒီအသိဉာဏ်မပြောက်ပြက်အောင်တည်ဆောက်ထားဖို့လိုတယ်တကယ်ကတော့ခိုင်မာအောင်လုပ်ထားရင်တော့မပြောက်ပြက်ပါဘူးခိုင်မာအောင်လုပ်ထားဖို့လိုအပ်တယ်စိတ်ချရတာတော့အနည်းဆုံးသောတပတ္တိမဲ့သောတပတ္တိမဲ့ဉာဏ်သောတပတ္တိဖို့ရောက်သွားရင်စိတ်ချရတယ်သို့တော်လည်းပဲတခြားနည်းနဲ့လည်းပဲအသိဉာဏ်ခိုင်မာအောင်လုပ်လို့ရပါတယ်အမြဲမပြတ်ကိုယ်စိတ်ကုသိုလ်ကောင်းမှုတွေပေါ်ညှို့ပြီးလုံးတဲ့နဲ့မလုံးတဲ့နဲ့အမြဲတမ်းခွဲခြားသိမြင်ပြီးအသိဉာဏ်တွေတိုးတက်အောင်ကြိုးစားနေဖို့လိုတယ်ပေါ့အသိဉာဏ်တိုးတက်အောင်ဆိုတာမလုပ်တာတော့ဆိုရင်ကြည်တရားနာမသိသေးတာတွေသိတာဒါအသိဉာဏ်တိုးတက်တယ်ခေါ်အဲ့နာပြီးသားတရားကိုထပ်တလဲလဲဆင်ခြင်စဉ်းစားတယ်တွေးတယ်နော်ဘဝနဲ့ဆက်ဟပ်ပြီးတော့ကြည်တယ်ဒါအသိဉာဏ်တိုးတက်လက်တွေ့သမာဓိကျင့်စဉ်တစ်ခုကျင့်တယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ဒါလည်းအသိဉာဏ်တိုးတက်တယ်လို့ခေါ်ဒါကြောင့်မို့တရားလည်းနာရတယ်စာပေလည်းဖတ်ရှုရတယ်နာထားဖတ်ရှုထားတဲ့စာကိုလည်းအလေးနဲ့ဆင်ခြင်သုံးသပ်မှုဆိုတာရှိရတယ်လက်တွေ့နဲ့ဆက်ဟပ်ပြီးတော့သုံးသပ်ဆင်ခြင်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်ဘယ်သူပြောဘယ်သူဟောလက်တွေ့နဲ့ကိုင်းညီမှုရှိမရှိဒါအဓိကချလက်တွေ့จิตသုံးလို့ရသလားမရဘူးလားပေါ့မှာအမှန်တမ်းရေးကြည့်တယ်ပေါ့တချို့ကမှတ်ချင်စရာကောင်းရုံသာရှိတယ်တကယ်လက်တွေ့လုပ်လို့မရတာမျိုးတွေရှိသေးတယ်လေကြည့်လိုက်လို့ရှိရင်တော့မစားရဝါကမန်ဟုတ်လိုက်တာလို့အောင်းမိတယ်တကယ်လက်တွေ့လုပ်တော့ဖြစ်မလာတာအများကြီးမြတ်စွာဘုရားတရားတော်ကအဲ့လိုမဟုတ်ခုလုပ်ခုဖြစ်တယ်ကိုယ်တိုင်လုပ်ကိုယ်တိုင်သိနိုင်တယ်သူ့အဆင့်အလိုက်သိတယ်အဲ့ဒါကြောင့်မို့လို့အတိုင်းတာတစ်ခုထိအောင်တော့နိမိတန်မှာဝိဇ္ဇာဉာဏ်တွေတည်ဆောက်ဖို့လိုအပ်တယ်အဲ့ဒီအတိုင်းတာတစ်ခုအခြေခံအနေနဲ့ပြောမယ်ဆိုရင်ဘာလဲလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိအဲ့တော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမြတ်စွာဘုရားကမင်္ဂလာတုံမှာဟောထားတာရှိတာပဲအသေဝနာစပါဠနံလူမိုင်းနဲ့မပေါင်းတဲ့စတာမလှုပ်တဲ့နာပေါ့နိစ္စပါဏာစတန်ရမောဆိုတာအယက်သေးစာမွေးစုတာဒါမလှုပ်တဲ့နာပေါ့ငါးပါးသီလသူများတဲ့တတ်တယ်သူများဥစ္စာခိုးတယ်သူများသားများပြင်းမှားတယ်လိမ်ပြောတယ်မွေးစုတာတောင်းဒါမလှုပ်တဲ့နာပေါ့မလှုပ်တဲ့နာတွေကလည်းပဲလောကမှာအများကြီးပဲဟုတ်တယ်ရှိနေတယ်အဲ့ဒီမလှုပ်တဲ့နာတွေကိုမလှုပ်တဲ့ဘူးလို့သိရတယ်လှုပ်တဲ့နာတွေကဘာတွေတုံးဆိုရင်ဌာနကောင်းမှုလှုပ်တဲ့နဲ့သီလစောင့်တည်တဲ့နဲ့ကမ္မထံဘာဝနာပွားများအထုတဲ့နဲ့ဒါအခြေခံအားဖြင့်ဒါနဆိုတဲ့နေရာမှာမျိုးမျိုးရှိတယ်အဆင့်မျိုးမျိုးရှိတယ်လှုပ်တဲ့နာဝိဇ္ဇာဉာဏ်ကဒါကြောင့်မလို့အဆင့်မျိုးမျိုးနဲ့ကြည့်ရမယ်ဒါနလုပ်တယ်ဆိုတဲ့နေရာမှာနှစ်ပိုင်းထားပြီးတော့လုပ်အောင်နှစ်ပိုင်းထားပြီးတော့လုပ်တယ်သစ္စာဘုရားဒါနနဲ့ပတ်သက်ပြီးတော့ဟောထားတာလေးတစ်ခုရှိတယ်ဒကာဒကမတွေကမေးလေးရှိတယ်ကောသလမင်းကြီးကအဲ့ဒီဟာဘုရားကိုသွားမေးတယ်အရှင်ဘုရားတဲ့တပည့်တော်ဘယ်နေရာလှူရမှာတော့ဆိုတော့မြတ်စွာဘုရားဖြေမင်းကြည်ညိုတဲ့စိတ်ရှိတဲ့နေရာကိုလှူလိုက်စိတ်ဝင်စားတဲ့နေရာလှူလို့ပြောတယ်ကြည်ညိုတယ်ဆိုတာစိတ်ဝင်စားတာမှန်ပါဗျာနော်ယထပတိရတိတထထတ္တပံကြည်ညိုတဲ့နေရာလှူနော်ဒါကောင်းတာမကောင်းတာပြောတာမဟုတ်ဘူးနော်ကိုစိတ်ဝင်စားတဲ့ကိုကြည်ညိုတဲ့ကိုစိတ်ပါတဲ့နေရာလှူတယ်ဒီမေကုန်းကိုအဲ့လိုဖြေနောက်တစ်ခါကောသလမင်းကြီးကထပ်မေးတယ်ရှင်ဗျာဘယ်နေရာလှူမှဘယ်လိုလှူမှတပည့်တော်အကျိုးများတယ်လဲဆိုဘုရားကခုနမေကုန်းနဲ့မတူဘူးတဲ့ဒါကြတော့ဘယ်လိုလုံးမှအကျိုးများမလဲဆိုလို့ရှိရင်အကျိုးများတာတော့ညွှန်ပြတယ်အဲ့ဒါကြတော့ပုဂ္ဂိုလ်ရွေးချယ်တယ်ဒီအကျိုးရှိတာကိုပို့ပြီးတော့ရွေးချယ်ပြီးတော့လှူတယ်ဒါကြတော့တစ်မျိုးဥပမာပါတော့ဆိုလို့ရှိရင်ဒီအစိတ်လေးဘယ်နှဆိုင်ရမှာတော့ဆိုမြေပေါ်ဆိုင်ရမှာပေါ့ဒါသိချတာပေါ့မြေကြီးပေါ်ဆိုင်အစိတ်မှန်မြေကြီးပေါ်ဆိုင်ပါဒါပြီးဒီဟာလေးအပင်လေးရှင်ပြီးတော့ပွန့်ပွန့်လန်းလန်းဖြစ်အောင်ဘယ်မြေမျိုးဆိုင်ရမလို့ဆိုတဲ့အခါကျတော့ရွေးရတော့မှာပေါ့ဒီလိုဆုပ်လို့တာမြတ်စွာဘုရားတရားတော်ဟာနော်အဲ့ဒါကြတော့ဒါနကောင်းမှုလုပ်ပြီးဆိုပြီးတော့ရွေးချယ်လုပ်တာကတစ်မျိုးမရွေးချယ်ဘူးအလုံးလိုအပ်တဲ့ပုဂ္ဂိုလ်လှူတာဟာတစ်မျိုးနှစ်မျိုးရှိတယ်ပေါ့နှစ်မျိုးရှိတယ်
ဘုရားလောင်းတော်ရဲ့ပါရမီဒါနကြတော့လူအပ်လို့တောင်းခံလာတဲ့ပုဂ္ဂိုလ်ပဲဆိုအများကြီးဒီပြင်လည်းလှူတယ်ပေါ့အဲ့ဒါပါရမီဒါနပါရမီဒါနကကိုယ့်အတွက်သိပြီးမစင်စားဘူးကြည့်လေသုတကပုံနာကြီးကသူ့အိမ်မှာခိုင်းစရာဆေးစရာမရှိလို့သားနဲ့သမီးလှူလိုက်ပါလို့ဆိုကြည့်ကဲသူကဘလောက်ဟိုရင်ဖြစ်တယ်လဲလို့ဆိုရင်ဘယင်ရဲ့သားနဲ့သမီးကိုလာပြီးတော့ခိုင်းစေခြင်းလို့လာတောင်းတာကဲကြည့်လှူလိုက်တာပဲလှူလိုက်တာနောက်တရားမင်းကြီးကပုံနာအောင်ဆောင်ပြီးတော့မဒီဒေဝီလာတောင်းတော့လဲပေးလိုက်တာပဲအဲ့ဒါသူ့စိတ်ထဲမှာဘသူကတောင်းတဲ့လူပေးမယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါကြတော့ခုနကအကောင်းဆုံးသူရွေးချယ်မနေဘူးဒါပါရမီဒါနကြအကောင်းဆုံးရွေးချယ်ဘူးအလုံးရဲ့လူရဆန္ဒကိုဖြည့်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်တဲ့ဟာမျိုးနော်သို့တော်မြတ်စွာဘုရားကတရားဖြစ်လာတဲ့အခါကျတော့ဟောတယ်ဝိစေယဒါနံသုက္ကတပတ္တံရွေးချယ်ပြီးမှလှူတာငါသဘောကျတယ်ရွေးချယ်ပြီးတော့လှူဒါကဘာတော့ဆိုလှူတဲ့ပုဂ္ဂိုလ်တွေပို့အကျိုးများစေခြင်းလို့ဟောတဲ့တရားမှန်ပါဗျာဒါခိုင်းလို့တယ်မတူဘူးတစ်ခုနဲ့တစ်ခုပါနော်ကြည့်လေဝိစေယဒါနံဆိုရွေးချယ်ရမယ်ဆိုတော့ဘာရွေးချယ်ပစ္စည်းဝတ္ထုကိုရွေးချယ်နောက်ပြီးတော့အလှူအမုတ်ကိုရွေးချယ်မှုနှစ်ခုရှိပစ္စည်းဝတ္ထုရွေးချယ်တယ်ဆိုတာဘာတော့ဆိုဘယ်ဟာတဲ့ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကဘယ်ဟာတဲ့ပိုအသုံးဝင်တယ်ဆိုပိုကောင်းတာလည်းဖြစ်တယ်ပိုအသုံးဝင်တာလည်းဖြစ်တယ်ဆိုတာကိုရွေးချယ်တယ်အဲ့ဒါပစ္စည်းကိုရွေးချယ်တယ်လို့ခေါ်ဥပမာသင်္ကန်းဆိုလို့ရှိရင်ခုပဲဆိုဟောဒီသင်္ကန်းကဘာသင်္ကန်းဟိုသင်္ကန်းကဘာသင်္ကန်းရွေးတယ်ဘယ်သင်္ကန်းပိုကောင်းလဲရွေးပြီးတော့လှူကြတယ်ပေါ့ဒါပစ္စည်းကိုရွေးတယ်လို့ခေါ်တယ်ဒါကအလှူခံပုဂ္ဂိုလ်ကိုရွေးတာအလှူခံပုဂ္ဂိုလ်ကိုရွေးတဲ့အခါကျတော့ဟောဘယ်ပုဂ္ဂိုလ်ကကိုယ်ကျင့်တရားကောင်းတယ်ဘယ်ပုဂ္ဂိုလ်ကကိုယ်ကျင့်တရားမကောင်းပုဂ္ဂိုလ်ဆိုတာတကယ်ကတော့မသိနိုင်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသံဃာကိုသာလှူပါလို့ပြောတယ်ဗျာဟုတ်ပါပါဗျာပုဂ္ဂိုလ်ဆိုတာမသိနိုင်ဘူးနော်တကယ်ကပုဂ္ဂိုလ်တယောက်ဟာသူကသီလရှိသလားသီလမရှိဘူးလားလို့ဆိုတော့မသိဘူးဘာကြောင့်မြတ်စွာဘုရားဥပမာပေးထားတာလောကကြီးမှာတဲ့ရွှေရည်တုတ်ထားတဲ့မြေနှထောင်းတွေအများကြီးရှိတယ်ဆိုအပေါ်ယံကြည့်လိုက်လို့ရှိရင်တကယ်သူတော်ကောင်းပဲဒါပေမဲ့အတွင်းမှာဟောင်းလောင်းတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့ပုဂ္ဂိုလ်ကိုရွေးချယ်ဖို့ဆိုဖြစ်နိုင်ဘူးပုဂ္ဂိုလ်ရွေးချယ်တယ်ဆိုတာမှန်မှန်နဲ့မရွေးချယ်နိုင်ဘူးပုဂ္ဂိုလ်အဲ့တော့တန်ခိကသံဃာကိုလှူတာဟာအမှန်တမ်းကောင်းတယ်လို့ဒီလိုတန်ဃာကြတော့ခုနဒီတန်ဃာလည်းမဟုတ်ဘူးအားလုံးတန်ဃာတွေဘုရားရဲ့တပည့်တော်ကဆက်ကိုလှူတာဆိုတကယ်ရွေးချယ်ကြပြီဆိုလို့ရှိရင်သံဃာရွေးချယ်လှူတာအကောင်းဆုံးပဲပုဂ္ဂိုလ်ရွေးချယ်တဲ့အလှူဒါနတဲ့သံဃာကိုရွေးချယ်တာအကောင်းဆုံးပဲလို့ဒါရွေးချယ်ပြီးတော့လှူပြီးဆိုရင်အဲ့ဒါလို့လှူရမယ်ဒါကမြတ်စွာဘုရားဟောတဲ့ဤစနစ်တွေကိုပြောတယ်နော်မှန်ပါဗျာသို့တော့မရွေးချယ်ပဲနဲ့လှူရင်ဒါနရဲ့အကျိုးမရဘူးလားဆိုရတယ်မရဘူးပြောတာမဟုတ်ဘူးရဘုသူ့ပေါ်မှာမူတည်တော့လို့ဆိုလို့ရှိရင်တကယ်ကဒီခုနရွေးတယ်ဆိုတာဘာအတွက်တော့မေးကြည့်ပစ္စည်းရွေးတာဘာအတွက်တော့ကောင်းတာကိုလှူရင်ကိုယ်စေတနာပို့ပြီးတော့ကောင်းပို့ပြီးတော့စေတနာကထက်သန်လာသည့်အတွက်ကြောင့်အကျိုးပေးမှာကပစ္စည်းကမဟုတ်ဘူးစေတနာစေတနာစွမ်းအားတိုးမြင့်မှုအတွက်အကောင်းကိုရွေးရတယ်နောက်တစ်ခါပုဂ္ဂိုလ်ရွေးချယ်တာတော့ဘာလို့ရွေးချယ်ရတာတော့အဲ့ဒါလဲကိုယ်စေတနာဖွံ့ဖြိုးဖို့အတွက်စေတနာကပို့ပြီးတော့ထက်သန်ကြီးမားလာအောင်ရွေးချယ်တာကြတော့ခုနကပုဂ္ဂိုလ်ကိုရွေးချယ်တယ်။ဟောပစ္စည်းလည်းမရွေးချယ်ဘူးပုဂ္ဂိုလ်လည်းမရွေးချယ်ဘူးကိုယ်စိတ်ထက်ကထားတတ်တယ်ပြင်းပြလွတ်လွတ်လပ်တကယ်ကိုပါရမီဒါနမျိုးလုံးနိုင်တယ်ဆိုဘာရွေးတယ်လို့တော့မှန်ပါဗျာလိုအပ်တဲ့လူတွေအကုန်လုပ်လာနော်လိုအပ်ချက်ကိုဖြည့်ဆွတ်ပြီးအဲ့ဒါကြတော့သူဒါနပဲမဲ့လို့တချို့ဌာနအယောင်းဝယ်သဘောမျိုးဖြစ်သွားတာမျိုးရှိတယ်လေတချို့ကောင်းမှုပြုပြီးတော့နောက်ဘဝကိုချမ်းသာခြင်းလို့ဒီမလူရင်ကနောက်ဘဝဆင်းရဲလိမ့်မယ်နောက်ဘဝတတိဖြစ်အောင်ခုတည်းလှူမပဲဆိုတာကြတော့ကိုကအခုကဘရင်းနဲ့သွားပြီးတော့တူတယ်ပေါ့အယောင်းဝယ်လောက်တာနဲ့သွားတူအဲ့ဒါကြတော့
နောက်ဘဝချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်ကတဏှာရဲ့အတွေ့ဖြစ်သွားလူတာကတော့ဒါနပေါ့အဲ့တော့ကုသိုလ်ထဲမှာအကုသိုလ်တွေရောနေတယ်အဲ့ဒါမျိုးမပါဘဲနဲ့ခုနကအလူကံပုဂ္ဂိုလ်ရဲ့အကျိုးသက်သက်ကိုကြည့်ပြီးတော့မေတ္တာဒါနကရုဏာဒါနအဲ့လိုဖြစ်တဲ့နေဘုန်းကြီးတို့အဲ့လိုသဘောကျမှန်ပါဗျာအဲ့လိုသဘောကျတန့်ရှင်းတယ်တန့်ပြတ်တယ်ပေါ့ဒါနော်အဲ့လိုတန်တန်ပြန်ပြန်လှူတဲ့ဟာကျတော့ပါရမီဒါနလို့ခေါ်တယ်အဲ့တော့အလူဒါနရဲ့အကျိုးဟာအလူကံပုဂ္ဂိုလ်ဘက်ကနေပြီးတော့လည်းပဲအကျိုးဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်တယ်ဆိုပါစို့ရှင်မကတ္တဗကြီးတို့လိုသမဘက်ကနေထားပြီးတော့တကယ်ကိုစင်ကြယ်တဲ့ယဟန္တာပုဂ္ဂိုလ်ကြီးတွေဆွန်းတဆွန်းလောက်လောင်းလိုက်လို့ရှိရင်9ရက်အတွင်းအကျိုးပေးအဲ့ဒါအလူကံပုဂ္ဂိုလ်ရဲ့စွမ်းဆောင်မှုအလူကြီးမားနောက်တစ်ခါအလူဘေးပုဂ္ဂိုလ်ဘက်ကလည်းစွမ်းဆောင်မှုတွေရှိတယ်အလူကံပုဂ္ဂိုလ်ကဗလညညဒီအလူဒါယကာကစေရနာထက်သန်မှုပုံမှာလည်းမူတည်တယ်အဲ့တော့အဲ့ဒီနှစ်ခုဘယ်သူကအရေးကြီးဆုံးလဲလို့တွက်ကြည့်အလူကံနဲ့လူသူနဲ့ယူသူဆိုပါစို့လူသူနဲ့အလူကံဘယ်သူကအရေးကြီးတယ်လဲလို့တွက်ကြည့်ရအဲ့ဒါကိုအထက်ကရာဆရာကနှိုင်းရှင်ပြတာအမှန်တသဘောကျတာကောင်းမြတ်စွာဘုရားကအလူကံရှင်သာရိပုတ္တရာကလှူသူတခါမြတ်စွာဘုရားကလှူသူရှင်သာရိပုတ္တရာကအလူကံအဲ့ဒီနှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကအလှူတကာမြတ်စွာဘုရားကအလှူကံဆိုလို့ရှိရင်ပုဂ္ဂိုလ်တွေကထင်ကြလိမ့်မယ်ဘုရားလှူရတာဆိုတော့ရှင်သာရိပုတ္တရာရဲ့အလှူကပိုမြတ်တယ်လို့ပြောမဲ့ပုဂ္ဂိုလ်အများကြီးရှိဘာလို့ဆိုတော့အလှူကံပုဂ္ဂိုလ်ကမြတ်နေတာကိုရှင်သာရိပုတ္တရာအလှူကတာတယ်လို့ထင်ရမဟုတ်ဘူးမြတ်စွာဘုရားကအလှူကံရှင်သာရိပုတ္တရာကိုလှူတယ်အဲ့ဒီအလှူကတာအဲ့ဒီစကားကိုကြည့်လိုက်မယ်ဆိုရင်အလှူသူနဲ့အလှူကံဘယ်သူကအရေးကြီးတုံးဆိုလှူသူကအရေးကြီးတယ်လို့ပြောပါမှာဒါသိရုပ်သဘာဝကြတာပေါ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်စေတနာတို့ကုသိုလ်တွေတရားတွေကလှူတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဖြစ်တာကိုအကျိုးပေးမှလည်းပဲဒါကအကျိုးပေးမှာကိုအဲ့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ကိုယ့်ရဲ့စိတ်ဓာတ်ကိုယ့်ရဲ့စေတနာစွမ်းအားကိုယ့်ရဲ့တရားစွမ်းအားတွေတိုးမြင့်နိုင်ပြီဆိုလို့ရှိရင်ဘယ်ပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ်လှူရတယ်နော်ကိုလုပ်တဲ့အလုပ်တွေဟာအကုန်လုံးကောင်းတဲ့အလုပ်တွေကြီးဒီလိုတွေ့ရဒါဒါနနဲ့ပတ်သက်တဲ့ဝိဇ္ဇာဉာဏ်တစ်ခုနော်သီလနဲ့ပတ်သက်တဲ့ဝိဇ္ဇာဉာဏ်ကိုချင်းသီလအနည်းဆုံးလူတွေဆိုရင်၅ပါးသီလတက်တဲ့ဆုံးထိန်းသိမ်းဆောက်ရှောက်အောင်နော်ဒီ၅ပါးသီလမှာစင်ကြေတွေမပေးရဘူးတချို့ကစင်ကြေတွေပေးတယ်ချင်းကြိုက်ရင်တော့ကြသွေးလွန်တုပ်ကွေးဖြစ်မှာဟောချင်းတော့တတ်မှာဖြစ်မယ်အဲ့ဒါကြတော့ဘာဖြစ်တုံဆိုလို့ရှိရင်ကြည့်သီလရဲ့တန်ဖိုးကိုအသက်လောက်တန်ဖိုးမထားတဲ့အဓိပ္ပာယ်ရောက်ဒီဟာတန်ဖိုးနှစ်ခုရှင်ပြီးတော့ကြည့်လိုက်လို့ရှိရင်သီလကိုတန်ဖိုးမထားဘူးကိုအသက်ပဲတန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပြန်အဲ့ဒါကြောင့်မို့လို့သွေးလွန်တုပ်ကွေးဖြစ်ချင်မှဖြစ်ချင်းတော့မတတ်ဘူးတခြားနည်းနဲ့ချင်းမလာအောင်လုပ်မယ်ပေါ့ဖြစ်တာပဲတခြားနည်းနဲ့ချင်းကာဝယ်လို့လည်းဖြစ်တယ်တချို့ကြတော့အတွေးလွန်တယ်လေအတွေးလွန်ပြီးတော့ဒါတော့တတ်ရမှာပဲဆိုတဲ့လူကအများကြီးပဲလူများစုကလိုက်ကြည့်မြောက်ဥစ္စာခိုးတယ်ဆိုတာလေအလွန်သိမ်မွေ့တယ်မြောက်ဥစ္စာခိုးတယ်ဆိုတဲ့ပစ္စည်းကိုရောရောင်းတာလည်းခိုးတာအစ်စ်နဲ့အတူရောရောင်းရင်အခိုးပဲအဲ့ဒါကြောင့်မို့လို့ဒါတွေကလည်းသေချာကြည့်မယ်ဆိုလို့ရှိရင်နော်စင်ကြယ်အောင်လုပ်ဖို့ဥဒ္ဒမအရေးကြီးတယ်အဒိဏဒါနမဖြစ်ဘူးနောက်ကာမေတုမိစ္ဆာစာရဆိုတာလေစောင့်ထိန်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေကစိတ်ထဲကတောင်မှပဲသူတစ်ပါးသားမယားမပြစ်မှားမိအောင်ထူစားဘုဒ္ဓဝါဒဆိုတာရဲစရာအနေနဲ့တောင်လိမ့်မပြောဘူးပေါ့အတိတ်ကြပဲပြောတယ်အဲ့ဒါလို့နောက်တစ်ခါသူရမေရိယဆိုတာဆေးပြည့်ဝါပြည့်တော့မတော့ဘူးတချို့တော့ဒါလေးစောင့်ရင်ဆေးဖြစ်တယ်လို့ကျမကြီးကောင်းတယ်လူသားတွေလျှောက်ပြောတယ်တော့မသိပါဘူးကျမကြီးကောင်းတယ်ဆိုပြီးတော့တောက်ကြကျမကြီးကောင်းတယ်ဆိုဘုရားကဒါမတော့ရဘူးလို့ပြောထားတာကျမကြီးကောင်းလို့လည်းတောက်တယ်နော်ဘလောက်ကျမ်းမာမှာတော့တချို့ကျတော့ဒါမတော့ရင်လူရမဝင်သလိုလိုပြောတဲ့လူကလည်းရှိသေးတယ်နော်
လူတရားနဲ့တရားပေါင်းသင်းဆက်ဆံရေးတို့စီးပွားရေးလုပ်တဲ့ကဒါလေးပါမဆိုတဲ့လူတွေလည်းကြားရတယ်ဘုန်းကြီးတို့အဲ့လိုလေးနဲ့စင်ကြေကလေးတွေပေးပြီးတော့ဖောက်ဖျက်နေကြတာဆိုရင်တော့ဒါသီလကိုတန်ဖိုးမထားရရောက်တယ်ပေါ့ဝိဇ္ဇာဉာဏ်ရှိပြီဆိုလို့ရှိရင်အကောင်းနဲ့အဆိုခွဲလိုက်တယ်များလို့ချင်းလုံငါမလုပ်ဘူးညာမျိုးလာမဖြစ်ချင်နေပါစေစီးပွားမဖြစ်ချင်နေပါစေပေါင်းသင်းဆက်ဆံရေးမကောင်းရင်နေပါစေဒီအလုပ်ကိုတော့ငါမလုပ်ဘူးဆိုဒီလိုဖြစ်ရမှာဝိဇ္ဇာဉာဏ်အဲ့ဒါလို့ရှိလို့ရှိရင်ကုသိုလ်တွေမဖြစ်ရင်အကုသိုလ်မဖြစ်ဘူးဒီတဲ့အစင်းမြင့်တဲ့ဝိဇ္ဇာဉာဏ်ရောက်လာပြီဆိုတဲ့အခါကျတော့လောကမှာလူဆိုတာမရှိပါလားယုံနဲ့နံနှစ်ခုပဲရှိတယ်ငါလို့ပြောစရာမရှိဘူးယုံနဲ့နံလည်းသူ့အကြောင်းနဲ့သူဖြစ်နေတယ်စင်စစ်မပြတ်ဖြစ်နေတာသဘာဝတရားကြီးပဲငါကဏကိုကလည်းတနေ့နဲ့တနေ့ပြီးတနေ့အိုးနေတဲ့အရာပဲငါပိုင်ဆိုင်တာဆိုတာတခုမှမရှိဘူးသူ့ဘာသူဖြစ်နေတဲ့အရာကြီးကိုငါပိုင်တယ်လို့ထင်နေတယ်အဲ့ဒီအထင်ကိုကမှားနေတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောတာသင်္ခါရေပရတောပတ္တသင်္ခါရတရားတွေမှန်သမျှကိုယ်တဏ္ဍာမှာရှိတဲ့ယုတ်တိဉာဏ်တွေကိုဟာလို့မထင်လိုက်ပါနဲ့ကိုလို့လည်းမထင်လိုက်ပါနဲ့တခြားဟာကြီးပဲကိုနဲ့ဘာမှမဆိုင်ကိုကဆိုင်နဲ့ထင်ပြီးတော့စောင့်ရှောက်မထင်နဲ့သူကသူသွားသူ့အကြောင်းနဲ့သူဆက်လိမ့်နေတာကိုဟာလို့သွားတတ်မှတ်လိုက်တာဟုတ်အဲ့ဒီလိုတတ်မှတ်သည့်အတွက်ကြောင့်ယတနာတွေတက်ပြီးတော့ဒါအတွက်အကုသိုလ်တွေဖြစ်လိုက်ကြတာအဲ့ဒီလိုမဖြစ်ရအောင်ယုံနာတဘာဝဟာသူ့ရဲ့ယုတ်တရားဟာယုတ်တရားပဲငါမဟုတ်ဘူးနန္တရားကလည်းနန္တရားသူ့အကြောင်းနဲ့သူဖြစ်နေတာချိန်တိုင်းပြတ်သွားတာငါပြတ်တာမဟုတ်ဘူးသူကသူပြတ်နေတာပဲငါလုံးလို့လည်းဘာမှမရဘူးဆိုတဲ့အတွေးနဲ့အသိဉာဏ်ထူထောင်ရမယ်တဲ့အဲ့ဒီလိုထူထောင်တဲ့အခါကျတော့ကိုရထားတဲ့ယုံနာခန္ဓာကြီးပေါ်မှာညီငွေတဲ့စိတ်တွေပေါ်လာအဲ့ဒီညီငွေတဲ့စိတ်တွေပေါ်လာလို့ရှိရင်သင်္ခါရတရားတွေအလုံးရဲ့ချုပ်ဆုံးတဲ့နိဗ္ဗာန်ဆိုတာသိမြင်မှာဖြစ်ပါတယ်သင်္ခါရတရားရှိနေရင်ဒုက္ခသင်္ခါရတရားမရှိဘူးလုံးဝချုပ်သွားရင်ဒုက္ခဆိုတာမြင်လာလိမ့်မယ်အဲ့ဒီလိုမြင်နေဆိုတဲ့အဝိဇ္ဇာဝိဇ္ဇာအမြင့်ဆုံးဝိဇ္ဇာအဲ့ဒီလိုမမြင်နိုင်သေးတဲ့ပြအဝိဇ္ဇာထဲမှာရှိနေတယ်လို့ဒီလိုမှန်အဲကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဝိဇ္ဇာနဲ့ဝိဇ္ဇာအမြဲတမ်းကွာခြားတယ်တဲ့ဘုန်းကြီးတို့တွေအဝိဇ္ဇာကိုမဖယ်ရှားနိုင်သေးတဲ့ပြဝိဇ္ဇာကိုဖြစ်ပွားအောင်အစင်းမြင့်တဲ့ဝိဇ္ဇာအစင်းစစ်ဝိဇ္ဇာဉာဏ်นี่မိမိတို့တဏ္ဍာမှာမဖြစ်သေးနိုင်တဲ့ပြဖြစ်အောင်မလုပ်နိုင်သေးတဲ့ပြသံဃာထဲမှာရှိကြအောင်ပါပဲဒါကြောင့်မို့မြတ်စွာဘုရားဝိဇ္ဇံဥပ္ပါဒေယံဘိက္ခုသဗ္ဗဒုက္ခတိယောစဟိတဲ့ကိုယ့်ရဲ့တဏ္ဍာမှာဝိဇ္ဇာဉာဏ်အပြည့်အဝဖြစ်လာပြီအပြည့်အဝဖြစ်လာတယ်ဆိုတာသင်္ခါရတွေချုပ်ဆုံးရနိဗ္ဗာန်ကိုမြင်ပြီဆိုတဲ့အဲ့ဒီရတ္တမေအသွဲခယဝိဇ္ဇာကိုရပြီလို့ဆိုလို့ရှိရင်သဗ္ဗဒုက္ခတိယောစဟိအခြေအနေစိုးတွေအလုံးလွန်မြောက်သွားပါပြီလို့ဒီလိုပြောတာအဲ့ဒီဉာဏ်တိအောင်မရောက်သေးရင်အခြေအနေစိုးတွေကလက်ကျန်နေရှိနေဦးမှာပဲကြုံတွေ့နေဦးမှာပဲဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီအဝိဇ္ဇာနဲ့ဝိဇ္ဇာဒီနှမျိုးကိုခွဲခြားသိပြီးတော့မိမိတို့တဏ္ဍာမှာဝိဇ္ဇာဉာဏ်ကိုထူထောင်ရင်းဖြင့်အဝိဇ္ဇာတွေတစ်ဆင့်ပြီးတစ်ဆင့်ဖယ်ရှားလို့နောက်ဆုံးမှာရတ္တမေရတ္တဖို့ဆိုတဲ့ဝိဇ္ဇာဉာဏ်ကိုရရှိတဲ့အခါမှာတန်တရားဆင်းရဲတွေအားလုံးကိုလွတ်မြောက်ရနိဗ္ဗာန်ချမ်းသာကိုမြင်နိုင်စွမ်းရှိမှာပဲလို့ဆိုတာကိုယုံကြည်ပြီးချင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းဒီဆက်ချဖို့နန္ဒ၅ပါးနဲ့ကျေးဇူးတော်ရှင်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာ့ဝိတ္တကတုပမောကျဘောင်းကားကျုပ်ဆရာတော်တို့ဥထိတ်ထားတယ်သံတရားဘဝဆက်ဆက်တွင်တော်ဆက်ခဲ့သောဘုရားမိဘဆွေမျိုးများနှင့်ဥတည်စိုးတို့အားရည်စူး၍ဒေါ်လာခင်ကိုကျော်သိန်းစေဆိုင်မိသားစုရွမ်ဖုံးရတနာရွှေဆိုင်နှင့်သာသမီမြေမိသားစုတို့ကလူတန်းပူဇော်တဲ့ကုသိုလ်ကောင်းမှုနော်ဒီကနေ့လူတန်းပူဇော်မဲ့ကုသိုလ်ကောင်းမှုတွေကအားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နေသာဓုခေါ်နိုင်အောင်လို့
Sakaimyo number 1 Sakaimyo Madhuvaram Chondak Arama Tamauthapaka Rana Nayaka Ekama Pandita Abhidasa Maratha Guru Sweden Nikaya Upavatha Manayaka Swebe Sweden Dadanavan Jesu Roshin Badanda Narada Mahathei Tannipi Kuna Nodara Pusa Akana Dre Utumwi Tondin Chat Ludanye Ne Jesu Roshin Bibi Sayatira Vara Buddha Dadanavidagadu Pamokaju Siaroa Dhamma Pusa Utumwi Madin Dhamma Chansa Omya Vaso Tingan Hinekwa Sanse Sashido Luwe Pisu Durogo Yodezwa Saka Puso Ludanye Tom Jesu Roshin Bibi Sayatira Vara Buddha Dadanavidagadu Pamokaju Siaro Yeda Pusu Nido Dhamma Chansa Mya Ate Utumwi 63 Puso Ludanye This Sakaimyo Mahadivara Chondai to Trendo Nido Tangaro Simyamya Pirika Tombo Palido Taso We brother Ben Utumwi Don't say Chan in the Gua Wato Denga Sedo Nogo Yudesa Saka Puso Ludanye Tigane Ludane Aludanamya Alo Wamya Numo Adu Komanya Pasi Achaga Ludan Tare, Ludanade, Alo Wamya Wanda Pija, Jani the Dia Japan Gudo to Wasia. Ananda Gavani, Jesu Roshimya Pijado, Tatamarandi, Yeta, Sierra Piaji, Pivi Sayatira or Abura than the Vida to Pamoka to Sierra Road, Utek Tali. And the Yabawa Sasset, Tosaka, Buwa Miva, Simuliani, Uten Suru, Yisu, Yango Muni, Dolak and Chotin Season. Bengalazi, John Pong, Yerana Switzerland. Ladami Mieta Zurua, Tandara was him and Lokia, Manjanivan, Yitan Dondavi. Yango Dan Legumune, Tayagon Jay, walk out Joya. Seda Duca Tadrada, Twin, Tadrado A. Ludambuso Ado. Number 8, Tandi Duca, Tamayongo, Priboga Miani. Do adopt those of the Simiago, Pisonga, Korean Chicha, Solo, Ludanye. And what think the town, think the town. Think the town. Nit Tani Duka Tamayo, Dream Yasofia, you borrow in plain or road, Titapu Zojen. Though Yasofia, you borrow a shooting and capture plain or should chapu Zojen. They Tani Duka Tamayo, one gen, Tipia, Saipio Ludanyan. Now Tani Duka Tamayo, Balen night, Kawon Lang, Kenyan, Yamia, Dupo, Solo, Ludanyan. Choutani Duka Tamayo, Tuado, Concrete Sin and Langagu, a Momo, Solo Ludanye, Con Libada Sandra, Udum, Tingas at Mate Ludanye, She Wizzy Drain Taui that set, Kalan, Tonaya, Sano, Shilongane, Kalan Konya Sano, Taui that Sadi, Shilongano, Tassin, Ludan, Soviet, Solo Ludanye, Go, Niquet Susu Bondo, Eka, Ludanye. The same Mahaya, Odarain Kogan, Solo Ludanye, the Seti. Yogi Durozemia, Tobuya, Shikampa, or Tansen on the lone Solo Ludanye, Sani, Amudmi Yogi song, Lone Jin, Amuta Yogi song, Lone, the low Solo Ludanye, Sato, Amudmi Yogi song, Lone, the low Solo Ludanye, Sally Sanyano, she senior language came with Sanyano Solo Yan, and Utu with Saturday Jet. Ludanye. Sanga John Pro, when Leas and me the Utu with Tingas at Ludanye. The Setch House, Sanga John, at Utu with Tingas at Lutanyan, second, Sanga Johnson, Tangaromia, Sampomi, and Tangas and Nineva. Sons of West Hello, Yogi Durozin, the Ashes, Uza, Sons of West Tango Yane, Macanso, Naya, Ludanye, Session, Mo'u, the Cook Solo, Ludanye, Seko, Seda Duca, Adra Eda, and Domuya. Mise at the Utu with Lisa Ngade, ye set as how at the Utu with Lady Chow Down Ludanye. Nasa Seda Duca Tadrai, that Tuado Lamaji, Utu with Senate, Konjaka, Kon Lankin Ludanye. Nasa de Pinanga, Lisa Ngavado, a Wazo thing and in a Swansi, Sashido, Luba Utu Susuru, Yodeza Seka Ludan Puzoje, Sadi, Yakamuro, a Supawi. Kima Yesa Chame, Alo Wamya Numo, Taru Komenya Basi.